မင်္ဂလာပါဗျာဦးစီဘိုက်စားဘစ်ကပြန်လဲကျူစုလိုက်ပါတယ်ဒီနေ့တော့ဦးစီစီကိုမလာရင်လည်းမလာဘူးအလောက်ကလာခြင်းလည်းအဲ့လိုပဲဗျာသလားမိုးရင်းဆိုတော့ကျွန်တော်ကမိုးအေးလေးနဲ့နှက်ရှင်တာလှုပ်လေးတွေကလာပြီးတော့လဲလောက်ရမှာပေါ့ဘိန်းတွေကတွေ့လားစီးတာလည်းမဟုတ်မှာဖုန်နေတထောင်းထောင်းနဲ့ဘာလို့လာပြင်အောင်ဆိုတော့တို့ကဦးစီကနည်းနည်းဘီယာကြိုက်တယ်လေအဲ့တော့တို့ကဘီယာဘူးကလည်းလကားမပေးချင်ဘူးအဲ့တော့ဦးစီကိုပေးလုံးအားကြီးလို့ရှိရင်ပေါ်ပေါ်ရောရောဖြစ်သွားမှာကြောက်လို့ဆိုရောသူတို့စီမှာရှိရစက်ဘိန်းနေအကုန်လာထိုးထည့်ထားတာလာထိုးထည့်ပြီးတော့ပြောမှဆိုမပြတ်ဖဲပြင်ခိုင်းတာပေါ့ဗျာပတ်စံအောင်အဲ့လို free မပေးချင်လို့အဲ့လိုလာပြင်ညတာဘာဖြစ်ဖြစ်ဘီယာဘိုးလေးတော့ထွက်လာပြီပေါ့ဗျာစတာပါဗျာကဲကျွန်တော်အရင်ဆုံးကျွန်တော်ဒီဘိန်းလေးကိုပြင်မယ်ပေါ့နော်အဲ့တော့ဦးစီနဲ့အတူဒီဘိန်းလေးရဲ့ service ပိုင်းလေးကိုဘယ်လိုလေးဦးစီလှုပ်ဆောင်နေဆိုတာလေးတွေကိုတစ်ချက်ကြည့်ရှုအားပေးလိုက်ကြပါအောင်နော်ဒီတော့ပေးလိုက်ဒီဆက်လေးရဲ့အားတာချက်ကိုကျွန်တော်ပြောပြမယ်တလားဒီဆက်ကသူက vibrate ပါတော့လေဒီ castle ပဲဖြုတ်တဲ့အချိန်မှာ castle တော့ဖြုတ်တဲ့အချိန်ကြာလို့ရှိရင်ဒီကောင်ကလေကျွန်တော်ဟိုဟာနဲ့ခံစရာမလိုနော်ချိန်နဲ့ခံစရာမလိုဘဲနဲ့ဖြုတ်လို့ရတဲ့ဥစ္စာကြီးကျွန်တော်ပြတယ်နော်ကင်ထားလိုက်အောင်ပဲလက်လေးနဲ့အသားလေးကင်ထားလိုက်အောင်ပဲနော်ပြုတ်သွားပြီတွေ့လားအဲ့ဆက်ရဲ့အားတာချက်ဒီအဲ့တခုတော့အားတာတယ်ပြည့်တယ်đấy nó về lạiကဲဦးစီတို့ကတော့စေးတဲ့ကြောတဲ့နေရာမှာဗမာနီဗမာဟန်ဓာတ်စီပဲတုံးတယ်။အောင်ဆိုတော့ကိုယူထားတဲ့လက်ခနဲ့လည်းကြိုက်အောင်ပေါ့နော်။ဘယ်လို degree size ပဲတုံးမယ်ဆိုရင် by degree size ပဲတုံးမယ်ဆိုရင်ယူထားတဲ့လက်ခနဲ့မွဲသွားမှာကြောက်လို့နော်။
ဥစီရတော့အားလုံးကိုစေကြောတန့်စင်ပြီးသွားပြီပေါ့နော်ဘိန်းကြီးရောအစားတော့သူ့ကိုဖောက်ပါဆေးပြီးမလို့ဖောက်ကတော်တော်ဣနေသေးရနဲ့ပြန်ပြီးတော့မဆေးပြီးတော့ပေါ့နော်သူ့ရဲ့အစုံလေးတွေတန့်ရှင်းရေးတွေလုပ်ပြီးပါပြီနော်ဘိန်းကတော့အိမ်ကြမှာကိုယ့်ဘောက်ကိုရည်စီလိုက်တော့နော်ကျွန်တော်လည်းမအားဘူးဗျာဆေးမုတ်တိုင်းပါနေဆိုတော့ကဲဒါစေကြောပြီးသားလေးပေါ့နော်စုံဘောကအစ်စ်လဲရမယ်ပါရီဖြစ်သွားလဲဆိုတော့ free ပေါ့ free hat ထဲမှာကုန်းကနည်းနာသွားပြုတ်ထသွားပေါ့နော်သူကလုံးဝထဲမှာစီတခါမှမလိုက်ထားတော့တန်ကြီးတက်ပြီးတော့ကျွန်တော်လဲမအားတာနဲ့သူဒီဖြုတ်လေးတွေတိတ်မဖြောက်ပေးလိုက်နိုင်ပေါ့နော်သူလဲချိန်မရဘူးကိုလဲချိန်မရဘူးဖြစ်နေဒါလေးဒီထဲမှာသူတန်ကြီးတွေအားတွေအကုန်လုံးဖြောက်ပေးထားရနော်မော့တော့အောင်တိုင်ပြီးထားတယ်ဖြောက်ပြီးထားရနော်အဲ့တော့ဦးစီနဲ့တူနောက်ဗီဒီယိုလေးမှာဆက်ပြီးတော့ဟောပေါ့နော်ဒီဘိန်းစင်တာလေးကိုကြည့်လိုက်တာပေါ့နော်ပြန်ပြီးလုံးတာလေးကိုပေါ့နော်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ